speaking practice ကိုဘယ်လိုလေ့ကျင့်ရမလဲမသိတဲ့သူတွေအတွက်တခြားဒီနေ့ question လေးတွေလုပ်ပေးမှာပဲဖြစ်ပါတယ်ဒီချက်အခုပေးတဲ့ question လေးတွေကိုဟိုဘက်ကနေပြီးတော့တခြားဖြည့်ကြည့်ကြည့်ပေါ့နော်အဲ့လိုမျိုးကနေပြီးတော့ speaking practice လေးချက်တို့ဒီနေ့လေ့ကျင့်သွားပါမယ်ဟုတ်ပါပြီအဲ့ဆိုလို့ရှိရင်အခုဒီနေ့ချက်ပြောမဲ့ question လေးတွေကကြတော့ချက်တို့ဒီကိုယ်အကြောင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆက်တဲ့အခါမှာဆိုလို့ရှိရင်သုံးရမယ့်မိ question လေးတွေပေါ့နော်ဒါမျိုးလေးတွေချက်ပြောသွားပေးပါပဲဖြစ်ပါတယ်ဟုတ်ပါပြီရုပ်ဆုံးနေနဲ့ what's your name okay what's your name and then where are you from Where are you from? How old are you? How old are you? Are you single or married? Are you single or married? What's your job? What's your job? ဟုတ်ပါပြီအခုတစ်ချက်ပြောလိုက်တဲ့ question 5ခုပေါ့နော်ဒီ5ခုလေးတွေကိုတစ်ချက်အမေးဖြေလေးလုပ် practice လုပ်ကြည့်ကြည့်ပေါ့နော်အခုတစ်ချက်မေးတာကိုလည်းပြန်ဖြေတစ်ဖက်ကပြန်ဖြေပေးလို့ရတယ်လို့ပြီးတဲ့အခါမှာလည်းကိုယ့်ဘာသာကိုတယောက်တည်းမေးလိုက်ဖြေလိုက်လဲလုပ်ပြီးတော့ practice လုပ်သွားလို့ရတာပဲဖြစ်ပါအခုလိုမျိုး speaking practice လေးတွေကိုလေ့ကျင့်နေတယ်ဆိုလို့ရှိရင်เนาะဒီချက်ဒီ17လပိုင်း9ရက်နေ့မှာဖွင့်လိမ့်မယ် beginner class လေးရှိပါတယ်အဲ့ class လေးကဆိုလို့ရှိရင်ကြတော့ကျတို့ဒီနေ့လေ17နာရီကနေပြီးတော့12ခွဲအထိပေါ့เนาะ sorry မနေ့ပေါ့เนาะမနေ့17နာရီကနေ12ခွဲအထိပဲဖြစ်ပါတယ်တက်မဲ့ရက်ကလေးကကြတော့ Monday Wednesday Friday ဆိုပြီးတော့တစ်ပတ်ကို3ရက်တက်ပေးရမှာပဲဖြစ်ပါတယ်တစ်ပတ်ကို3ရက်တတိကို1နာရီခွဲတက်ပေးရမယ်ကြာချိန်အားဖြင့်ဆိုလို့ရှိရင်တော့ကျတို့3လကနေ4လဝင်ကျင်အထိကြာနိုင်တာပဲဖြစ်ပါတယ်ဒီ class လေးကို join တင်နေဆိုလို့ရှိရင်เนาะဒီရဲ့ဒီ TikTok ရဲ့ဒီ bio မှာချပေးထားတဲ့ Facebook နဲ့ Telegram တွေလည်းဆက်သွယ်စုံစမ်းလို့ရတယ်လို့မျိုးချဲဖုန်းနံပါတ်ကနေလည်းဆက်သွယ်စုံစမ်းလို့ရပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တတာ